ကျေးတော်ရှင်ဆရာတော်ရှင်ဒီမြတ်ဒီဖြာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တဘောရဲလဇန်3ရက်2023ခုနှစ်ဇန်နဝါရီလ23ရက်တနင်္လာနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဖခင်ကြီးဦးမြင့်ဟန်26နှစ်ပြည့်မိခင်ကြီးဒေါ်လှတန်း24နှစ်ပြည့်အထိမ်းအမှတ်ဒေါ်စိန်စိန်ဒေါ်ဆွေဆွေမြင့်မိသားစုဖခင်ကြီးဦးမျိုးအောင်အားရည်စု၍ဇနီးဒေါ်သိန်းသိန်းသားသမီးဦးရဲလင်ဦးဒေါ်ဤတတဝင်းဦးဟန်ဝင်းထွန်းဒေါ်ဝါလွင်ဒေါ်လက်လက်အောင်ဦးမြင့်ဦးညံမြင့်အောင်ဒေါ်ကြော့ကြော့အောင်မိသားစုရန်ကုန်မြို့နေဖခင်ကြီးဦးမြင့်ထေး73နှစ်ပြည့်မိခင်ကြီးဒေါ်ဆောင်းတင်25နှစ်ပြည့်အားရည်စု၍သားသမီးမြေတစုဖခင်ကြီးဦးမျိုးညွန့်နဲ့မိခင်ကြီးဒေါ်ဝင်းကြီးတို့အားမူထား၍စင်ကာပူနိုင်ငံနေမတ္တနာဝင်းနဲ့မောင်နှမတစုတောင်ငူမြို့နေကွင်းလုံးသူအဖိုးဦးဇဝနအဖွားတော်နုတို့အားရည်စု၍မြေမဖူးပွင့်တဲ့ဤကုသိုလ်ရန်ကုန်မြို့နေမိခင်ကြီးဒေါခင်စိုးမိုးနှင့်သားမောင်ဝေဖြိုးအောင်တို့ဤမွေးနေ့ကုသိုလ်ကွယ်လွန်သူမိဘများဖြစ်ကြသောဥပဝင်းဒေါ်နုနုနှင့်အမဒေါ်မိမိခင်တို့အားရည်စု၍ကျန်ရည်သူသားသမီးမြေတစုအမရပူရမြို့ရန်ကုန်မြို့နေဦးတန်းထွတ်ဦးဒေါ်မာလာဆန်းမိသားစုတို့မှစုပေါင်းစင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံကြွား၍တော်ခြေတော်တော်ခတ်၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဗျာ1384ခုနှစ်တဘောရဲလဇန်3ရက်2023ခုနှစ်ဇန်နဝါရီလ23ရက်တနင်္လာနေ့၌အွန်လိုင်းမှာဟောကြားတော်မြတ်ဗုဒ္ဓနှင့်အဘေယမင်းသားအကြောင်းတရားဒေသနာတော်မရှိမပဏ္ဏတပါဠိတော်မှာရသော်ဗျာနဲ့အဘေယမင်းသားတို့ရဲ့တွေ့ဆုံမှုကိုမတတ်တင်ထားတာရှိတယ်အဘေယရာဇကုမာရတုံလို့ခေါ်တယ်မြတ်စွာဘုရားကရာဇချူမြို့ဝေလူဝံဥယျာဉ်မှာတရင်သုံးနေထိုင်တာဖြစ်တယ်ဝေလူဥယျာဉ်ကသမိုင်းအရာသမိုင်းကြောင့်အရာရှင်းတဲ့တွေပေါ်တယ်အဲ့ဒီရှင်းတဲ့တွေကိုအစာကျွေးတဲ့ဥယျာဉ်ဖြစ်တယ်ထူးခြားတဲ့နာမည်ကကလန္တကနိဝပိဆိုတာကလန္တကဆိုတာရှင်းအနက်တွေအဲ့ဒီသမိုင်းကြောင့်ရှိတယ်ပေါ့အဲ့ဒီမှာမင်းဆက်ဆက်စိုးစံလာတဲ့အချိန်မှာဘုရင်ကြီးတစ်ပါးကအဲ့ဒီဥယျာဉ်ထဲမှာအယက်သေးစာတောက်စာဥယျာဉ်ပြောဝဲကစားထွက်ပြီးတော့အိပ်ပျော်နေတော့အနာနာဆောင်းချက်တွေကဟိုးဒီဥယျာဉ်ထဲမှာလက်ပတ်သွားနေကြတော့ဘုရင်ကြီးတစ်ပါးလည်းပဲရှိနေတဲ့ချိန်တွေမှာတော်ကြီးမြို့ဟောက်တကောင်ကဘုရင်ကြီးအိတ်နေတဲ့စီကိုလာတာမွေးရကိုင်းမလို့လာတာလည်းဖြစ်ချင်းဖြစ်မှာပေါ့အဲ့ဒီအချိန်မှာဘုရင်ကြီးအိတ်နေတဲ့တစ်ပင်ပေါ်ကရှစ်နဲ့တကောင်ဆင်းလာပြီးတော့ရှစ်နဲ့တည်းဆွေးပြီးတော့မွေကြီးကိုဝိုင်းပြီးတော့အော်ရဟစ်ကြတာပေါ့နော်ဒါအဲ့တော့သူတို့ထုံးစံမွေမြင်တဲ့အခါကျတော့ရှစ်နေရဝိုင်းအော်အဲ့ဒီအော်လိုက်တဲ့အခါရှစ်တန်ကြောင့်မို့လို့ဘုရင်ကြီးကနိုးသွားတော့မွေရက်နောက်ပြန်ဆုတ်သွားတယ်အဲ့ဒါနဲ့ဘုရင်ကြီးကရှစ်နဲ့တည်းကြောင့်သူ့အသက်ချမ်းသာရတယ်ဆိုပြီးတော့အဲ့ဒီနေရာနေစားပြီးတော့ရှစ်နဲ့တည်းကိုနေ့စဉ်အစာကျွေးခိုင်းတယ်ဒါကြောင့်မို့ကလန္တကနိဝပဆိုတဲ့သမိုင်းကြောင့်ရဝေလူဥယျာဉ်ကိုအဲ့လိုခေါ်တယ်စာပေထဲမှာဧကတပယံဘဂဝါဝိဟရတိဝေလူဝနေကလန္တကနိဝပိတို့ဆိုလို့ရှင်းတဲ့ကိုအစာကျွေးရဖြစ်တဲ့ဝေလူဥယျာဉ်ထဲမှာမြတ်စွာဘုရားတရင်သုံးနေထိုင်တယ်လို့ဆိုအဲ့တော့အဘေယမင်းသားဆိုတာဘ
ဖေမိသာရမင်းကြီးရဲ့သားတူဖြစ်တယ်စီဝကကြီးကိုမွေးစားတာလည်းသူပဲစီဝကောမာရဖြစ်စောကောမာရဖြစ်စာဆိုတာကုမာရဖြစ်စာကုမာရဆိုတာအဘယမင်းသားဖြစ်စာဆိုတာမွေးမြူတာစီဝကကြီးမွေးလာကစားမှာမြို့ပြင်မှာစွန့်ပစ်ခြင်းခံရတယ်စွန့်ပစ်ခြင်းခံအဘယမင်းသားကအဲ့ဒီနေ့မနေ့မြို့ပြင်ထွက်လာတဲ့အခါမှာသူ့ခြာရနေတဲ့မြို့ပြင်ထွက်လာတော့စွန့်ပစ်ထားတဲ့စီဝကအလောင်းကလေးလေးကိုကြီးကနေဝိုင်းအောင်နေကြတယ်အဲ့ဒါနဲ့ဒီမင်းသားမြင်တော့ဟေးဟိုနာကြီးတွေအုံနေတာဘာလဲသွားချိကြတာဆိုတော့သွားကြည့်တော့ကလေးပေါက်စာလေးစွန့်ပစ်ထားတာဖြစ်တယ်အဲ့ဒါတော့အသက်ရှင်သေးလားလို့ဆိုရှင်တယ်ရှင်သေးလားရှင်တယ်ဆိုတဲ့စကားအရစီဝကအသက်ရှင်နေသေးတယ်ကလေးလေးကမသေးသေးဘူးသက်ရှင်နေတယ်ဒါနဲ့ထိုနန်းတော်ကိုယူသွားပြီးတော့ဒီကလေးလေးကိုပြုစုထားကြလို့ဆိုပြီးတော့အဘေရမင်းသားကစွန့်ပစ်ထားတဲ့ကလေးလေးကိုကောက်ယူမွေးစားတာသူကစီဝကဖြစ်လာတာနောက်ကြတော့ဒါမို့စီဝကကိုကောမာရဖြစ်စောတော့ဖေမိသာရမင်းကြီးဆိုတာသားတွေအများကြီးရှိတဲ့ထဲပါအဘေရမင်းသားကတဲ့ရွယ်အရွယ်ရောက်တဲ့မင်းသားပဲမင်းတို့မင်းကြီးလို့ပေါ့သာသမီတွေကရှိတယ်မင်းသားကြီးတွေရှိတယ်သို့တော့ထီရနန်းရအနေနဲ့ကတော့အစာတတကထီရနန်းရသူကမိပြခေါင်ကြီးကမွေးတာဖြစ်လို့မိပြငယ်တွေကမွေးတာကြလို့ရှိရင်နားမရဘူးနားရခဲ့တယ်မိပြထဲမှာလည်းအဆင့်ရှိတယ်ပေါ့အဲ့ဒီအကြီးဆုံးမိပြကြီးကမွေးတာပေါ့အခမဟေတီလို့ခေါ်တဲ့မိပြခေါင်ကြီးကမွေးတဲ့သားမသူကထီရနန်းဖြစ်တယ်ဒါတော့တပတ်ရောက်လည်းအဲ့တိုင်းပဲရှိတယ်ဘာမှရဆိုရင်ကြည့်လိုက်ရင်လည်းအဲ့တိုင်းပဲအကြောင်းတစ်စုံတစ်ခုကြောင့်ပြစ်ဒဏ်ခံရရင်တော့အဖြစ်ဘူးပေါ့ပြစ်ဒဏ်မခံရဘူးဆိုရင်မိပြခေါင်ကြီးကမွေးတဲ့သားသည်ဘုရင်ရဲ့ယာရုဆက်ခံရတာဖြစ်တယ်အဲ့တော့ဘုရင်မင်းသားဆိုတာဖေမိသာရမင်းကြီးကအားကိုးရတဲ့မင်းသားတူတော့ဖြစ်တယ်သူကယထာစီခြင်းအတက်အဲ့ဒီခေတ်ကတော့စေယထာတွေဘာတွေနဲ့ပတ်သက်လာပြီးတော့ယထာတိဆောက်တဲ့လုပ်ငန်းတို့ယထာစီတာတို့စစ်သုံးယထာတွေကိုထုတ်လုပ်တဲ့နေရာမှာသူကကျွမ်းကျင်တယ်သူကဥသိပြီးတော့စစ်သုံးယထာတွေထုတ်တယ်အဲ့တုန်းကစင်ဒတ်မြင်းဒတ်ယထာဒတ်ချစ်လင်းစစ်ဒတ်လို့ဆိုပြီးတော့စစ်တပ်ဖွဲ့စည်းပုံက၄မျိုးနဲ့ဖွဲ့စည်းတာအခုကတော့ချီတက်ရေးတက်လေးတက်ဆိုတာဒီဖွဲ့တယ်လို့ပဲသူတို့ခေတ်ကတော့ဗမာဘရင်တပိုင်းမှာလည်းပဲဒီတိုင်းပဲစင်ဒတ်တဲ့မြင်းဒတ်တဲ့နော်ယထာဒတ်ယထာဆိုတာမြင်းကပြီးတော့စီးတဲ့ယထာအလှစယထာမဟုတ်ဘူးမြင်းစီယထာနောက်တစ်ခါခြေလင်းသွားတဲ့စစ်တပ်ဗမာကြတော့ရှေ့တက်ကိုတော့လေကိုအသုံးပြုတာဖြစ်တော့ကြောင့်မင်းတို့မင်းကြီးလက်ထက်ကလေသင်းအတွင်းဝန်ဆိုတာနာမည်ကြီးတယ်ပေါ့ခုခေတ်လို့ဆိုရင်တော့ရေဓာတ်ပေါ့နော်အဲ့တော့ကြီးဓာတ်နဲ့ကုန်းဓာတ်ဒီလိုတော့ရှိတယ်ဗမာအဲ့တော့စစ်တပ်ဖွဲ့စည်းပုံကအဲ့လိုဖွဲ့စည်းတော့အဗျာမင်းသားကအကြောင်းမို့ယထာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်သူကဦးစီးကောင်းဆောင်ပြီးတော့စစ်တိုက်ဖို့ယထာတွေကိုလုတ်ကင်တဲ့နေရာမှာကျွမ်းကျင်တယ်အဲ့တော့သူကအစပရမမှာ
အဘေးကမင်းသားကဘုရားကိုကိုးကွယ်သူမဟုတ်ဘူးနိကန္ဒနန္ဒဗုဒ္ဓကိုကိုးကွယ်တာချင်းဘာသာကိုကိုးကွယ်တယ်လို့ပြောမှာခုခေတ်နိကန္ဒဘာသာကိုကိုးကွယ်တယ်ဒါကြောင့်မို့ရာဇဂိုမြို့ချင်းဖျားကျောင်းမှာနေတဲ့နိကန္ဒနန္ဒဗုဒ္ဓစီကိုသူကမကြာခဏရောက်တယ်နိကန္ဒနန္ဒဗုဒ္ဓဆိုတာနိကန္ဒခိုင်းရဲ့အကြီးအကဲပေါ့နန္ဒဗုဒ္ဓဆိုအကြီးအကဲတရက်တော့သူစီသွားရောက်ပြီးရှင်တော်ဘာသာကြားတွေသွားရောက်ပြီးတော့ကာရဝပြုတယ်ပေါ့နော်သွားရောက်တွေ့ဆုံတယ်အဲ့လိုတွေ့ဆုံတဲ့အချိန်မှာနိကန္ဒနန္ဒဗုဒ္ဓကသူ့ကိုတိုက်တွန်းတယ်ထူးထူးခြားခြားဘာတိုက်တွန်းလို့ဆိုမင်းသားတဲ့အချမ်းတစ်ခုပေးမယ်တဲ့ယဟန်ဂေါရမရဲ့အယူဝါဒတစ်ခုယဟန်ဂေါရမကိုအပြစ်တင်မှုအချက်တစ်ချက်ငါတွေ့ထားတယ်ယဟန်ဂေါရမကိုဆွဆွဲဖို့အချက်တစ်ချက်ငါတွေ့ထားတယ်တဲ့မင်းသွားပြီးတော့အဲ့ဒါကိုယဟန်ဂေါရမကိုအဲ့ဒီဆွဆွဲချက်နဲ့သွားပြောနိုင်မယ်ဆိုရင်မင်းဟာခုံတရင်တက်ကြွလာမယ်ဂေါရမဖရာကိုတောင်းရှင်းပြပြီးတော့မလှုပ်နိုင်အောင်ပြောနိုင်သူဆိုပြီးတော့မင်းကခုံတက်လိမ့်မယ်ဒီလိုလူသိထင်ရှားတကူကြီးမားတဲ့စွန့်ရည်တတိကြီးမားတဲ့ဂေါရမဖရာကိုတောင်းမလှုပ်နိုင်အောင်စကားပြောနိုင်တယ်ဆိုပြီးတော့မင်းကိုထင်ကြီးကြလိမ့်မယ်တဲ့အဲ့တော့ပြောပါလို့တိုက်တွန်းဒါဖြင့်ဒီလိုစံတတိရှိတဲ့ဂေါရမဖရာနဲ့ဂေါရမဖရာအပေါ်မှာဘယ်လိုလုပ်ပြီးတော့ကျွန်တော်ကအပြစ်တင်ရမှာတော့ဆိုလွယ်ပါတယ်ကွာတဲ့ငါပြောပါမယ်တဲ့မင်းဂေါရမဖရာစီသွားပြီးတော့မင်းမေးခွန်းတစ်ခုမေးလိုက်သူတစ်ပါးမကြိုက်တဲ့သူတစ်ပါးမနှစ်သက်တဲ့စကားမျိုးကိုရှင်ဖျားပြောပါသလားဒါလေးပဲမင်းမေးလိုက်တယ်သူတစ်ပါးမကြိုက်တဲ့မနှစ်သက်တဲ့စကားမျိုးကိုရှင်ဖျားပြောသလားအဲ့ဒီမေးခွန်းလေးတော့မေးလိုက်တဲ့အခါသူကမပြောဘူးပြောတယ်ဒီနှစ်ခုပဲသူဖြေလို့ရမယ်မပြောဘူးပြောတယ်ဒီနှစ်ခုပဲဖြေလို့ရမယ်တခြားဖြေလို့မရမင်းဒီစကားမျိုးပြောလားဆိုမပြောပါဘူးဒီစကားမျိုးပြောသလားဆိုပြောပါတယ် yes no question လို့မိကောအဖြေကဒါပဲပြရမှာဖြစ်နေပြောရင်ပြောတယ်မပြောရင်မပြောဘူးဒီအဖြေနှစ်ခုထွက်လာလိမ့်မယ်တဲ့အကယ်၍ဒီလိုမေးလိုက်လို့ယဟန်ဂေါရမကသူများမကြိုက်တဲ့စကားမျိုးကိုရှင်ဖျားပြောပါသလားလို့မေးတဲ့အခါမှာယဟန်ဂေါရမပြောလိုက်မယ်တဲ့ပြောတယ်လို့ပြောလို့ရှိရင်မင်းဘာပြောမလဲသူကပြောတယ်လို့ဝန်ခံလိုက်လို့ရှိရင်အရှင်ဘုရားသူများမကြိုက်တဲ့စကားသူများအပြည့်ပြောတာကြံတဲ့လူတွေနဲ့ဘာထူးလဲကိုတော့ဘာထူးလဲသူများတွေလည်းပဲသူများမကြိုက်တဲ့စကားပြောကြတာပဲကိုတော့လည်းပြောတာဆိုတော့ပုထုဇဉ်အနေနဲ့ကိုတော့လည်းဘာမှမထူးဘူးလို့ပြစ်တယ်မယ်တဲ့အကယ်၍ယဟန်ဂေါရမကမပြောဘူးလို့ညင်းလိုက်လို့ရှိရင်မင်းအဲ့ကြထောက်ပြမကြခင်ကဒေဝရနဲ့ပတ်သက်ပြီးတော့အပယိကောဒေဝတ္တတောနေရယိကောအတိကိသောကပ္ပတောနေရယိကောဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားပြောတာနော်
အပယိကိုထေဝတ္တတောနေရိကိုထေဝတ္တတောကပ္ပထောအတိကိသောကပ္ပထောထေဝတ္တတောအတိကိသောထေဝတ္တတောထေဝရကတန်ခါသင်ခွဲပြီးမဟုတ်တာတွေလုံးသည့်အတွက်ကြောင့်မြတ်စွာဘုရားပြောတာထေဝရဟာငရဲကြလိမ့်မယ်ငရဲခံလိမ့်မယ်ငရဲကိုတစ်ကမ္ဘာလုံးခံရလိမ့်မယ်တစ်ကမ္ဘာလုံးကြာသည်ထီအောင်ခံရလိမ့်မယ်အပေကြလိမ့်မယ်ငရဲခံရလိမ့်မယ်ငရဲမှာတစ်ကမ္ဘာပတ်လုံးခံရလိမ့်မယ်သူဟာပြုပြင်ကုစားလို့မရတော့ဘူးမကြခင်ကမြတ်စွာဘုရားပြောထားတာလူသည်ထင်ရှားထေဝရနဲ့ပတ်သက်ပြီးပြောထားတာအဲ့လိုမေးလိုက်လို့မပြောဘူးဆိုလို့ရှင်အရှင်ဘုရားလိန်နာထေဝရကိုအရှင်ဘုရားအဲ့လိုပြောခဲ့တယ်မဟုတ်လားထေဝရကအဲ့ဒါအတွက်စိတ်ဆင်းရဲစရာထေဝရမကြိုက်တဲ့စကားကိုအရှင်ဘုရားပြောခဲ့တာပဲအဲ့တော့သွားပြီးမြတ်စွာဘုရားအပြစ်တင်ခိုင်းတာသူများမကြိုက်တဲ့စကားကိုအရှင်ဘုရားပြောသလားဒီမေကွန်းသွားမေးပြောတယ်ဆိုရင်ကိုရောသူများတွေနဲ့ပါထုလဲသူများတခြားပုရုဇဉ်တွေနဲ့သူများအကောင်ကြောင့်ပြောနေကြတာပဲကိုရောပါထုလဲမပြောဘူးဆိုရင်ကိုရောပြောတယ်လေတေဝတ္တကိုတေဝရမကြိုက်တဲ့စကားကိုရောပြောတာပဲဒါကိုဥပတောကောတိကပညာဒီမေကွန်းကတစ်ဖက်အစွန်းထွက်သွားတယ်ဘယ်ဘက်ဘာနဲ့ yes လို့ဖြေလဲထိမှာပဲ no လို့ဖြေလဲထိမှာပဲဒီ question ကနှစ်ဖက်မလွတ်ဘူးလို့စဉ်းစားထားတဲ့ question ပဲဒါပြောသလားမပြောဘူးလားဒါပဲမေးတာနော်ပြောသလားမပြောဘူးလားဆိုတော့အဖြေကပြောရင်ပြောတယ်မပြောရင်မပြောဘူးဒီနှစ်ခုပဲထွက်နိုင်တယ်ပေါ့သူတို့ဧကန္တတဗုဒ္ဓကအဲ့လိုစဉ်းစားပြီးတော့မင်းဒီလိုပြောရင်ဒီလိုဖြေဒီလိုပြောရင်ဒီလိုပြန်ပြောနော်အဲ့လိုသင်ပေးလိုက်တာသင်ပေးလိုက်တော့ဒီမင်းသားကလည်းသူကရာဇဂုမြို့မှာအယူဝါဒဒီကလည်းအလွန်များတယ်ဘာသာရေးကိုင်းနေလည်းလွန်များတယ်သူကလည်းဆက်ပါခြင်းနဲ့မင်းသားပေါ့နော်သူတို့ကကိုပြစ်တင်ခြင်းနဲ့ဟိုပြောခြင်းဒီပြောခြင်းပြောခြင်းနဲ့ဆိုရလူပေါ့အဲ့တော့သူကဒီဥပတောကောတိကလို့ခေါ်တယ်ရှောင်းတိန်လို့မရတဲ့နှစ်စွန်းတွေမေခွန်အဲ့ဒါမေးတဲ့အခါမှာတဲ့ဒီလိုပြန်ပြောလိုက်ရင်ယဟန်ကောဓမဟာမမျိုးနိုင်မအန်နိုင်မမျိုးနိုင်မထွေးနိုင်ဖြစ်လိမ့်မယ်သူအဲ့လိုပြောလိုက်တာနဲ့မဖြေရှင်းနိုင်ပဲနဲ့ငုတ်တုတ်ထိုင်သွားရမယ်ပေါ့ဒီမေကုန်းကိုသွားမေးလိုက်လို့ရှိရင်ယဟန်ကောဓမမလှုပ်နိုင်တော့ဥပမာမဲ့ဆူတဆူကလေကြောင်းနဲ့ဝင်သွားတဲ့အခါမှာထွေးထုတ်လို့လည်းမရမြုပ်ချလို့လည်းမရရဟန်းဂေါတမဟာဒီမေကုန်းကိုသူဖြေလည်းမဖြေနိုင်ဘူးဖြေရင်လည်းပြဿနာတက်မယ်မထွေးနိုင်မအန်နိုင်ဖြစ်လိမ့်မယ်အဲ့ဒါဆိုရင်ရဟန်းဂေါတမတောင်မလှုပ်နိုင်အောင်အဘေးကမင်းသားကစကားပြောနိုင်တယ်ဆိုပြီးမင်းခုံတရင်နေတက်လာမယ်ဆိုတော့သူကလက်ခံပြီးတော့ကောင်းပါပြီဆိုပြီးတော့အဘေးကမင်းသားကနိဂန္ဓနာတဗုဒ္ဓစီသွားပြီးတော့နိဂန္ဓနာတဗုဒ္ဓဝန်ခံပြီးတော့မြတ်စွာဘုရားစီသွားတယ်သွားပြီးတော့မြတ်စွာဘုရားကိုရှိခိုးပြီးအနီးမှာထိုင်နေပြီးတော့အဲ့ဒီချိန်သူရောက်သွားတဲ့အချိန်ကစကားပြောဖို့တဲ့အချိန်မရှိတော့အချိန်နည်းသွားတယ်အဲ့နဲသွားတော့သူက
နေကိုကြည့်လိုက်တဲ့အခါနေဝင်ကနေဖြစ်နေဝင်ကနေဖြစ်တော့ကဲစကားပြောဖို့ဒီနေ့တော့အချိန်မရဘူးကောရမဖျားနဲ့စကားပြောဖို့ဒီနေ့တော့အချိန်မရဘူးနေ့ပြင်ကကောရမဖျားကိုအိမ်ပင့်ပြီးတော့ဆွမ်းကပ်ပြီးမှဒီမေကွန်မေးမယ်တော့မြတ်စွာဘုရားကိုဆွမ်းပင့်နေ့ပြင်ကအတွက်ဆွမ်းပင့်တာတန်ခါးတွေအများကြီးမပင့်ဘူးအရှင်ဘုရားနဲ့နောက်ပါ3ပါ4ပါတပြီးတော့အိမ်ဆွမ်းစားကြပါအများကြီးမပင့်ဘူးနောက်ပါ2ပါနဲ့3ပါအဲ့ဒါကိုအတ္တစတုထအရှင်ဘုရားပါ4ပါမြောက်ဒါဆွမ်းစားပင့်တာလည်းအရေးကြီးတယ်နော်တခါတလေကျတော့မရေးတတ်တဲ့လူကပင့်လို့ရှင်အရှင်ဘုရားနဲ့4ပါဆိုရင်5ပါဖြစ်တတ်တယ်နော်အရှင်ဘုရားနဲ့နောက်ပါ4ပါဆိုရင်5ပါဖြစ်သွားရောတော့ပင်နာ4ပါဆိုလို့ရှိရင်တည်တည်ချာချာရေးရမယ်သူက5ပါအရှင်ဘုရားနဲ့ဘယ်လောက်ဆိုတော့နောက်ကသိချာရေးရတယ်မရေးရင်ဘုန်းကြီးတွေမှာပြဿနာဖြစ်တယ်အဲ့ဒါနော်ဘယ်နှပါပင်နာမှမသိဘူးဒါသတိထားစရာတစ်ခုပြောပြတယ်အရှင်ဘုရားနဲ့နောက်ပါ2ပါပေါင်း4ပါနောက်ပါ3ပါပေါင်း4ပါအဲ့ဒါလို့ပြင်အလုံးမှ4ပါပြင်နော်အဲ့ဒါလို့မြတ်စွာဘုရားကိုဆွမ်းသာပြင်တော့မြတ်စွာဘုရားလက်ခံလိုက်တယ်လက်ခံလိုက်တော့နောက်တည့်ရောက်တဲ့အခါမှာခါတိုင်းဆွမ်းခံကြတယ်လို့ပဲမြတ်စွာဘုရားသင်္ကန်းတို့တပိတ်ကိုယူပြီးတော့အဗျာမင်းသားရဲ့နန်းတော်ကိုကြွသွားတယ်ပြင်ဆင်ခင်းကျင်းထားတဲ့နေရာမှာထိုင်အဗျာမင်းသားချက်ပြုတ်ပြင်ဆင်ထားတဲ့စားကောင်းတော့ဖွယ်တွေနဲ့မြတ်စွာဘုရားကိုခတ်မြတ်စွာဘုရားနဲ့ယဟန်3ပါးအလုံး4ပါးဟာဆုံးမစားလို့ပြီးပြီတော့ဘုရားကပြီးတယ်ဆိုရင်အဲ့မှာပဲတပိတ်ဆေးလိုက်တာရေကန်လိုက်တဲ့အခါကျတော့တပိတ်ကလက်ဆေးရင်တပိတ်ကဆေးပြီးသားဖြစ်သွားတယ်ဆွမ်းသားတွေပဲကြံတာမဟုတ်ဘူးအဲ့ဒီစနစ်ကအလွန်ကောင်းတယ်ဗမာတွေတူခိုးတာဘူဖေးစနစ်ပဲပတ္တပိုင်စနစ်လို့ခေါ်တယ်နော်ပတ္တပိန္တိကတပိတ်ထဲမှာရှိတာအလုံးတပိတ်တစ်လုံးထဲမှာအကုန်ထည့်လိုက်တယ်အဲ့တော့အဲ့ဒါကိုပါဠိလိုပတ္တပိန္တိကဒီခွက်တစ်ခွက်ထဲမှာဟင်းမွေးတွေပါမပါဘူးဆွမ်းတဲ့ဟင်းကိုတပိတ်ထဲထည့်ပေးလိုက်တယ်အဲ့တော့မြတ်စွာဘုရားကတပိတ်ထဲထည့်လိုက်တဲ့ဆွမ်းတွေကောင်းဖုံးမွေးနိုင်သလားလူတွေကလောဘကြီးပြီးထည့်တဲ့လူကြတော့အကုန်မှုဖြစ်မှာပေါ့အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားအတိုင်းတာပမာဏထည့်တာကိုကြည့်ပြီးတော့သူဖုံးမွေးနိုင်တဲ့အတိုင်းတာဖုံးမွေးနေကြအတိုင်းတာလေးရှင်လက်ကလိုက်တယ်အပူရဆမရှိဆုံးဖို့မရှိဘူးမစားနိုင်မဲ့အများကြီးထဲတာလက်ခံတာမရှိဘူးအဲ့တော့ဘူဖေးရလည်းအဲ့တိုင်ပဲမှာတော့ကိုယ့်ကိုယူစားတာဘူဖေးရတော့မြတ်စွာဘုရားကတော့ကိုဖုံးမေးမဲ့စားစာကိုလက်ခံတယ်မဖုံးမေးမဲ့စားစာလက်ကပြတယ်အဲ့လိုနီးနဲ့အတိုင်းတာတစ်ခုဖုံးမေးမဲ့စားအာဟာရစားလိုက်တာနဲ့သူဖုံးမေးနေကြဘယ်နှလုံးစားဆိုတာတခါတည်းအာညာဖြစ်တပိတ်ထဲမှာလုံးဝအကြံမရှိဘူးပမာရီတော်တော်များများအဲ့လိုမဟုတ်ထမင်းညံအဟင်းညံနေအများကြီးဖြစ်သွားတယ်အလေးလွဲ့နေများတယ်တရုတ်တွေကြတော့ပကံနဲ့ထည့်ထားတဲ့ထမင်းကိုကောင်းစားရတာမကုံရင်ဆင်းရဲတတ်တယ်ဆိုလို့ကောင်းစားရတာတခါတော့ကမလေးရှားဘုန်းကြီးတစ်ပါးစကိုင်းရောက်လာတယ်ဘုန်းကြီးတို့နဲ့တူတူနေတယ်ပေါ့မျိုးရဲဆုံးအပင်လို့လိုက်သွားတဲ့အခါမှာဟောဆွန်လေးနည်းနည်းရော့တာနဲ့လာထဲပြန်ဆွန်လေးနည်းနည်းရော့လိုက်လာထဲတော့အဲ့ဒီကိုတော့ပကံနဲ့ရောက်တဲ့ဆိုသူကကောင်းစားရတာဆိုအတော်ဒုက္ခရောက်သွားတယ်အဲကြောင့်နောက်ကြမထဲကြနဲ့တောင်းမှထဲဗမာရဲ့ထုံးစံကအဲ့ဒါအိမ်သွားလို့ရှိရင်ဆွန်လိုက်ထဲဟင်းလည်းလိုက်ထဲ
နောက်ပိုင်းကျတော့လူရင်ရှောက်ထားပြီးမှထဲမလူရင်မထဲနဲ့ညာတော့အပြင်အိမ်ဒီမှာစွန်းစားရတာခွက်ကင်တဲ့လူကထဲနာပဲပြီးရင်ဟင်းတွေကအကုန်အကြံနေဖြစ်သွားတယ်ဆွန်းတွေကလည်းအကြံနေဖြစ်သွားတယ်အလေလွင့်နေဖြစ်တယ်မြတ်စွာဘုရားသပိတ်ထဲထဲတာအလေလွင့်တစ်ခုမှမရှိဘူးဖုံးမိလိုက်တာအညပဲသပိတ်ထဲအကြံမရှိဘူးအဲ့တော့ဘူဖေးစနစ်ပဲဘူဖေးစနစ်လို့ဟာမျိုးကိုယ်တိုင်ထဲတာမဟုတ်ပေမဲ့တရားဓမ္မတွေလာထဲကတ်တာဟာလက်ကပြပြီးတော့အတိုင်းအတာတစ်ခုရပဲလက်ခံတယ်ပူလာလို့ရှင်လက်မခံအဲ့တော့အညပဲအဲ့တော့မြတ်စွာဘုရားနဲ့တန်ဃာတွေဟာဖုံးမိနေကြအတိုင်းအတာအတိုင်းဖုံးမိပြီးတပိတ်ဆေးလက်ဆေးတခါရပြီးသွားစွန်းစားပြီးတဲ့ပြီးရတဲ့တပိတ်ထဲကိုရေးတွေထည့်လိုက်ပြီးတော့လက်ရောတပိတ်ရောနှစ်ခုစလုံးဆေးပြီးသားဖြစ်သွားဆေးပြီးတော့ထွေးကနေဘာလို့ထဲမှာတောင်းထည့်လိုက်အဲ့တော့ဆုံးကရတာလေမတမသက်တာလေဘာမှလုပ်เสียမလို့ခွက်တယ်ဒီဟိုနိုင်ငံမှာခဏအဲ့တိုင်းပဲသူကတော့တပိတ်ပါတဲ့အခါရှိတယ်မပါတဲ့အခါပကံများတစ်ချက်ထဲမှာဆွနေထည့်ပြီးတော့အိမ်စည်းလူကုန်းကဟင်းနေတစုံအဲ့ဆွနေမှာလိုက်ပုံတာကိုမကြရင်လက်ကကိုကြရင်ဖုံးမေးအဲ့ဒါပကံများတစ်ချက်ပဲပေးတယ်ပကံများတစ်ချက်ပဲပေးတယ်အဲ့ဒါဆိုနေဦးသီးရတော့စက်တာနာရီထွက်လာအောင်စက်တယ်မျက်ရည်ထွက်လာအောင်စက်တယ်အဲ့တော့တီဟိုမှာလည်းပဲအဲ့ဒီပုံစံပဲဘူဖေးခတ်ဆန်တာဆိုတော့ပွဲတွေကနေပြင်မကတ်အဲ့တော့ကတ်တာအဲ့တော့မြတ်စွာဘုရားတန်ဃာတွေဘလောက်ပြင်ရဆုံးမွေကြီးတွေပြင်ရဆင်ရတာမရှိတော့ဘူးဟင်းမဲ့ချက်တာအစောဟင်းမဲ့ချက်တာပြီးတော့စွမ်းနဲ့စွမ်းဟင်းကိုတပိတ်ထဲလိုက်ထည့်တဲ့စနစ်ပေါ့အဲ့တော့မြတ်စွာဘုရားကတပိတ်တွေဘာတွေဆေးပြီးတော့တပိတ်ကိုဖေးချပြီးထိုင်တဲ့အချိန်လေးမှာမင်းသားကမြတ်စွာဘုရားအနီးနာနေတဲ့နေရာမှာထိုင်တယ်ထိုင်ပြီးတော့ဘေးကမင်းသားကသူ့ကိုသင်ပေးထားတဲ့မေးခွန်းလာမေးတော့တာပဲနော်ဇလန်ကအဲ့ဒီမှာစလာဘာသေးရနုခောပန္တိတထကတောတံဝါစံယာဝါစာပရိသံအပိယအမနာပါသူတစ်ပါးတွေမနှစ်သက်တဲ့မကြိုက်တဲ့စကားမျိုးကိုဖျားဆိုတဲ့အရှင်ဖျားကပြောပါသလားတဲ့သူများမကြိုက်တဲ့စကားမျိုးအရှင်ဖျားပြောပါသလားသူတို့တွေးထားတာတော့ပြောရင်ပြောတယ်မပြောရင်မပြောဘူးဒါပဲဖြစ်မယ် yes no ပြောပါသလားဆိုရင်အေးပြောတယ်မပြောဘူးဆိုရင်မပြောဘူးပြောတယ်ဆိုရင်လည်းအပြစ်တင်မယ်မပြောဘူးဆိုရင်လည်းအပြစ်တင်မယ်အဲ့ဒါဥပဒေကောတိကလို့ခေါ်တယ်ဘယ်ဟာဖြစ်ဖြစ် yes ဖြစ် no ဖြစ်အပြစ်တင်ခံအဲ့ဒီလိုလဲမေးလိုက်ရောသူတို့မျှော်လင့်ထားတဲ့အဖြေမဟုတ်ဘူးဖျားဖြေလိုက်တာပါတော့နခွိထရာဇကုမာရဧကံတေနာရှင်ဗျာသူများမကြိုက်တဲ့စကားကိုပြောသလားဆိုဟာဒီကိစ္စသိကြဖို့ပြောလို့မရဘူးအဲ့လိုချလိုက်ဗျာသိကြဖို့ပြောလို့မရဘူးပြောသလားမပြောဘူးလားသိကြဖို့ငါမပြောနိုင်ဘူးလို့ပြောလိုက်သူတို့ကြိုက်တဲ့အဖြေထွက်မလာဘူးပြောတယ်ဆိုတဲ့အဖြေမပြောဘူးဆိုတဲ့အဖြေသူတို့မျှော်လင့်ထားတာအဲ့လိုမပြောဘဲနဲ့တတိချက်ပဲပြောလို့ရမလဲကွာဖះအဲ့လိုပြောတတိချက်ပြောလို့မရဘူး yes no လို့တတိချက်ပြောလို့မရဘူးလို့အဲ့လိုတူတူလေးပြောလိုက်တဲ့အခါကျတော့အဲ့ရမင်းသားကသူကလှုပ်ခနဲ့ထွက်လိုက်တယ်သူပါဇက်ကဣထပန္တိအနတ္တုနိကန္တာဟာနိကန္တာတွေတော့သွားပြီပေါ့ပြောတာဖះဖြိတ်လိုက်တဲ့စကားလေးကြည့်လိုက်တော့ဟာနိကန္တာတွေတော့သွားပြီထိသွားပြီသူတို့မျောလင်းတဲ့အဖြေမလာဘူးလေအဖြေမလာတော့ဘာဆက်လို့မှမသိဟာသွားကုန်ဖေးဆိုလို့စကားလေးကတူတူလေးပဲပြောတာဣထပန္တိနတ်တုံနိကန္တာအရှင်ပြနိကန္တာတွေတော့သွားကုန်ပြီဘယ်သွားတော့ပျက်စီးကုန်ပြီလို့ပြောဆုံးရှုံးပြီပေါ့အဲ့လိုပြောလိုက်တော့အဲ့တော့မြတ်စွာဘုရားမေးတယ်
မင်းသားဘာဖြစ်လို့နိကန္ဒတွေသွားပြီလို့မင်းပြောတာတော့သူမေးတယ်မေးတဲ့အခါကျတော့နိကန္ဒနန္ဒဗုဒ္ဓကဒီမေးကုန်မေးဖို့သူ့ကိုသင်ပေးလိုက်တဲ့အကြောင်းအဲ့ဒီကျမှဖွင့်ဟာဝန်ခံအဲ့ဒီကြတော့မှဖွင့်ဟာဝန်ခံဒါဥပဒေကောတိကပညာအရှင်ဘုရားက yes ဩတယ်လို့ဆိုရင်လည်းအရှင်ဘုရားကိုပြစ်တယ်မပြောဘူးလို့ပြောရင်လည်းအရှင်ဘုရားကိုပြစ်တယ်အရှင်ဘုရားဒီမေးခွန်းကိုမရှောင်လွဲနိုင်ဘူးဆိုပြီးတော့စိတ်ကူးကြံစီပြီးတော့လာပြီးတော့မေးတာဆိုရှင်ဘုရားမဖြေနိုင်တဲ့မေးခွန်းမျိုးဖြေလာလို့ရှိရင်အစွန်းမလွတ်တဲ့မေးခွန်းမျိုးဥပဒေကောတိကပညာဘယ်လိုဖြေဖြေ yes လို့ဖြေ no လို့ဖြေမလွတ်ဘူးရှင်ဘုရားနော်အဲ့ဒီမေးခွန်းမျိုးမေးတာပါတဲ့ပြီးတော့အဲ့ဒီမင်းသားကအကြံစီနဲ့ကလေးလေးတယောက်ပါလာတယ်သူသားလာပါလာတော့ပြောတာကလေးပေါက်စားလေးမန္တောဥဒ္ဒနာတိယကောဆိုပလက်အိတ်တဲ့အရွယ်ကလေးပေါက်စားလေးပွင့်ချီလာတာသူကအဲ့ဒီသူဘာလို့ဒီကလေးလေးကိုခေါ်လာတာတော့ဆိုတော့ဝါရပြိုင်ပြီဆိုရင်သူရှုံးလို့ရှိရင်ဒီကလေးလေးကိုငိုအောင်စိတ်ပြီးတော့ထပြန်ပွဲဖြတ်မလို့လာတာဒီကလေးခေါ်လာတာသူကပွဲဖြတ်ဖို့သူနိုင်ပြီဆိုရင်တော့ပြောမှာအခြေမလာဘူးဆိုရင်ကလေးငိုလို့ပြန်ရတဲ့ဆိုပုံစံမျိုးနဲ့ဖြေမပေးပဲနဲ့အဲ့ဒါမျိုးကြီးကြားဘူးတယ်ကြားလားတမတ်တရဲ့လှုပ်ထုံးလုံနေလို့ကြားဘူးတယ်ပမာပြေကတမတ်တအစည်းအဝေးတက်တယ်ကြားဘူးတော့ပြောရတာဟုတ်မဟုတ်တော့မသိဘူးအစည်းအဝေးတက်တယ်အစည်းအဝေးတက်တဲ့ကမှကိုယ့်ပေါ်မှာဖိမဲ့ question မျိုးလာပြီကိုယ်ထိခိုက်မဲ့မိကုန်းနေလာပြီဆိုရင်မဖြေချင်လို့အိမ်သာသွားတက်တာဘိုင်းနာပြီအဲကြိုင်ဘိုင်းနာပြီးတော့တွိုင်းလဲသွားတော့လားမိကုန်းလျှောက်နေနီးတယ်အဲ့ဒါတာအမတ်တွေစီကကြားဦးတာပဲဘိုင်းနာအဲ့ဒီအချိန်မှာဘိုင်းနာလိုက်တာဘိုင်းနာပြီးတွိုင်းလက်ထဲဝင်သွားတော့မိကုန်းကရပ်သွားအခုလဲသူကအဲ့ဒီပုံစံချိုးတာကလေးပေါက်စာလေးခေါ်လာတယ်အကယ်၍သူအခြေမလှလို့ရှိရင်အဲ့ဒီကလေးလေးကိုစိတ်တော့ကလေးကအောင်းငုံမယ်အောင်းငုံရင်ကလေးငုံလို့ဆိုပြီးထားပြေဒီကနေ့လေတရားပွဲမှာကလေးငုံတာလည်းရှိတယ်အဲ့လိုပြန်စိတ်ကူးလာတော့မသိဘူးတရားပွဲမှာကလေးငုံလို့ရှိရင်အိမ်ပြန်လို့ရအောင်လုပ်တာအဲ့ဒီအမေရမင်းသားကအဲ့ကလေးပေါက်စာလေးကိုသူကရင်ဝင်ထဲမှာပိုက်ပြီးတော့ထားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားဒီကလေးလေးနဲ့ပတ်သက်ပြီးသူ့ကို question တစ်ခုလုပ်လိုက်တာဖះလည်းပါတယ်ဒီကလေးလေးသူယူလာတာကိုဖះကအသုံးချပလိုက်တယ်သူအသုံးမချခင်ဖះကအသုံးချလိုက်တာဘာပြောတော့ဆိုမြတ်စွာဘုရားမင်းသားကိုပြောတယ်မင်းသားတဲ့ဒါမေးမဲ့အပြောမဲ့တဲ့မင်းဘယ်လိုထင်လဲတဲ့အကယ်၍ဟောဒီကလေးပေါက်စာလေးမင်းကတတိပဋ္ဌာန်းလို့သို့မဟုတ်အထိန်တွေကမေးလျော့လို့ကလေးလေးကအတုဒုတ်ချောင်းလို့တခုပါဇက်ထဲကလေးဆိုတာတွေ့တာပါဇက်ထဲထည့်တယ်လေဒါဟိုသိတ္တိထားရတယ်ကလေးရှိတဲ့လူတွေကကောက်ပြီးတော့ပါဇက်ထဲထည့်ရတယ်အဲ့တော့ဒုတ်ချောင်းလေးပါလေကောက်ပြီးတော့ပါဇက်ထဲထည့်လိုက်လို့ရှိရင်မင်းဘယ်လိုလုပ်လဲကလေးလေးကပါဇက်ထဲကိုဒုတ်ချောင်းထည့်လိုက်ရင်ဘယ်လိုလုပ်မလဲလို့ဆိုအဲ့ဘယ်မင်းသားဖြေတယ်တပီတော့တတ်နိုင်တဲ့နီးနဲ့ကလေးလေးပါဇက်ထဲကဒုတ်ချောင်းကိုဆွဲထုတ်မှာပါမရမကထုတ်ရမှာပါအကယ်၍အရာဘူးဆိုရင်ခေါင်းကိုလက်နဲ့ကင်ထားပြီးတော့ညာဘက်လက်နဲ့လက်ချောင်းနဲ့ပါဇက်ထဲကိုအတင်းနှိုက်ပြီးတော့ကောထုတ်ရမှာပါတဲ့
အဲ့ဒီတုတ်ချောင်းကိုမရမကဆွဲထုတ်လို့သွေးထွက်ချင်လဲထွက်သွားမယ်အဲ့ကလေးလက်ချောင်းနဲ့အဲ့ဒီတုတ်ချောင်းကိုသူ့လက်ဘင်းနဲ့မရမကတပြီးတော့ဆွဲထုတ်အောင်ပါတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ကလေးလေးပေါ်မှာကျင့်တရားထားလို့ပဲကလေးလေးဒုက္ခမရောက်စေခြင်းတော့ပါဇက်တဲ့ကြာသွားတဲ့တုတ်ချောင်းကိုတင်းဆွတ်ထုတ်ကလေးလေးတွေဆိုတာတခါတလေချောကလေးလေးပေးရင်လည်းပါဇက်တဲ့ရောက်သွားတယ်မြို့ချတတ်တယ်မချီးသေးလေးပါရဲ့အဲ့ဒီစိတ်တွေလည်းမြို့ချတတ်တယ်ကလေးကတခါငယ်ငယ်တော့တွေ့ဘူးတယ်ကျန်ကျန်ဖန်ဖန်ကလေးတယောက်ဆော်တာမချီးစီလေးတွေနဲ့ကစားရင်မချီးစီကိုနှာခေါင်းနဲ့ထည့်လို့နှာခေါင်းနဲ့ဝင်သွားတာမြို့ဆိုရင်တော့ဆရာဝန်စီပြေးမှာပေါ့တော့ဆိုတော့မတဲထုတ်ယူရပုံရအဲ့ကလေးပေါက်စာဆိုတာတွေ့သမျှအကုန်ထဲတာအဲ့တော့ तू ကလေးပေါ်မှာတပည့်တော်ကျင့်တရားရှိသည့်အတွက်မရတဲ့နေနဲ့လဲကြောင်နဲ့ထုတ်ချောင်းကိုထုတ်ရမှာပါလို့ဆိုမြတ်စွာဘုရားအေးအဲ့ဒီဥပမာအတိုင်းပဲသူ့ကွက်မြတ်စွာဘုရားသူ့ကွက်ဝင်သွားတဲ့အခါကျအဲ့ဒီတိုင်းပဲနော်အဲ့ဒီတိုင်းပဲဆိုပြီးတော့စကား6ခွန်းလောကမှာလူတွေပြောတဲ့စကား6ခွန်းဆိုတာရှိတယ်နော်စကား6ခွန်းဆိုတာမြတ်စွာဘုရားပထမ3ခွန်းဒုတိယ3ခွန်းစကား6ခွန်းအဲ့ဒါပထမတစ်ခွန်းကပထမ3ခွန်းနဲ့ကနံပါတ်1ကဘာတော့ဆိုလို့ရှိရင်ကိုပြောတဲ့စကားဟာမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူများလည်းမကြိုက်ဘူးအဲ့စကားမျိုးနော်မှန်လဲမမှန်ဘူးပြောရင်အကျိုးလည်းမရှိဘူးပြီးတော့နားထောင်တဲ့လူကလည်းမကြိုက်ဘူးမှားလဲမှားတယ်အကျိုးလည်းမရှိဘူးနော်အကြောင်းအရာကမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူများမကြိုက်ဘူးနားထောင်တဲ့လူကလည်းမကြိုက်ဘူးအဲ့ဒီစကားမျိုးကိုမြတ်စွာဘုရားမပြောဘူးတဲ့နော်အဲ့ဒါဘယ်လိုစကားမျိုးတော့ဆိုတခိုးမဟုတ်တဲ့သူကိုမင်းကတခိုးပါလို့သွားပြောတယ်အဲ့သူပြောတာဒီသူကတခိုးမှမဟုတ်တာတခိုးမဟုတ်လို့ရှိရင်တခိုးမဟုတ်တဲ့သူကိုတခိုးလို့သွားပြောတာမမှန်ဘူးဘာအကျိုးမှလည်းမရှိဘူးဟိုပြောခံရတဲ့လူကလည်းမကြိုက်ဘူးဒါနမူနာပြောပြတာအဲ့ဒါမျိုးဆိုလို့တယ်ပေါ့နော်အဲ့ဒီလိုစကားမျိုးကိုလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်ဒုတိယဟုတ်တယ်ဒါပေမဲ့အကျိုးမရှိဘူးနားထောင်တဲ့လူကလည်းမချိုက်ဘူးဟုတ်တယ်အကျိုးမရှိဘူးဆိုတာလူတယောက်ဟာခိုးရတော့ဟုတ်တယ်တခိုးတယ်လို့သွားပြောသည့်အတွက်ကြောင့်တခိုးကရှောင်မှလည်းမဟုတ်သူလည်းမကြိုက်ဘူးဟုတ်တယ်အကျိုးမရှိဘူးမပြောနဲ့ဒါဒုတိယစကားကဟုတ်တယ်အကျိုးမရှိဘူးနားထောင်တဲ့လူကမကြိုက်ဘူးအဲ့ဒုတိယစကားမျိုးကိုလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်တတိယမျိုးစပါတော့ဟုတ်တယ်အကျိုးလည်းရှိတယ်ဒါပေမဲ့နားထောင်တဲ့လူကမကြိုက်ဘူးဟုတ်မှန်တယ်အကျိုးရှိတယ်ပြောရင်အကျိုးရှိတယ်ပြောတဲ့စကားလည်းဟုတ်တယ်ဒါပေမဲ့ပြောခံရတဲ့လူကတော့မကြိုက်ဘူးအဲ့ဒီစကားမျိုးကြတော့မြတ်စွာဘုရားကပြောတဲ့အချိန်မှာပြောတယ်အဲ့ကြောင့်လည်းပြောဆိုတတ္တရကာလိညုတထတောဟောတိတတ္တဝါစာယဝိယကရဏအဲ့ဒီစကားမျိုးပြောဖို့အချိန်တော်ပြီဆိုရင်ပြောတယ်အချိန်မတော်ရင်မပြောဘူးဒါသူကတော့ကုန်တော့တဲ့ဟာပဲနော်မှန်ရမယ်အကျိုးရှိရမယ်ဒါအဓိကမှန်လည်းမှန်တယ်အကျိုးလည်းရှိတယ်နားထောင်တဲ့လူကတော့မကြိုက်ဘူးအဲ့ဒီစကားမျိုးကိုပြောတဲ့ရင်ပြောတယ်ဆိုဒီဝတ္ထကိုပြောလိုက်တာအဲ့ဒီစကားမျိုးပဲဒီဝတ္ထကိုမြတ်စွာဘုရားတတိပေးတဲ့အနေနဲ့ပြောလိုက်တာမင်းတော့သွားပြီနေရကြတော့မှဘယ်ရောက်တော့မှမင်းပြင်လို့မရတော့မင်းတော့ခုစားလို့မရတော့ပြုပြင်ပေးလို့မရတော့ဘူး
အပါယိကောဒေဝတ္တတောဒေဝရကတော်ထိတ်လန့်တော့မှာအဲ့စကားမကြိုက်ဘူးလေဒေဝရဖះပြောတဲ့စကားဆိုတာလွဲမှာလွဲခဲ့တယ်လေမလွဲဘူးလေဖះပြောထားလို့ရှိမလွဲဘူးအဲ့တော့ तू ငရဲကြတော့မှာဆိုတာ तू ကဘယ်ကြိုက်မလဲဒါပေမဲ့မြတ်စွာဘုရားပြောတယ် तू လှုပ်ထားတာတွေဟုတ်တယ်ငရဲကြပါပြင်လို့ရလားမရဘူးငရဲမှာကဘာပလုံးတီးခံရမယ်ဆိုတာအဲ့ဒါပြောတဲ့အချိန်မို့ပြောလိုက်တာဘာဖြစ်လို့ပြောလို့ဆိုတိဝရကဒုက္ခရောက်တော့မှာသူလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေအတိုင်းတာတစ်ခုကလွန်နေပြီပေါ့အဲ့လိုဆိုလို့အဲ့ဒါကတတိယစကားမျိုးမြတ်စွာဘုရားပြောတယ်ဒီသုံးမျိုးလုံးကနားထောင်သူမကြိုက်တဲ့စကားတွေကြီးပဲကောမှတ်လို့လွယ်ပါတယ်ဟုတ်လားနားထောင်သူမကြိုက်တဲ့စကားသုံးမျိုးနောက်သုံးမျိုးကနားထောင်သူကကြိုက်တယ်အဲ့ဒီမှာနောက်တတိယသုံးမျိုးနံပါတ်1ကဘာတော့ဆိုရင်မမှန်မှုအကျိုးလည်းမရှိဘူးဒါပေမဲ့ပြောခံရတဲ့သူကကြိုက်တယ်အဲ့စကားမျိုးမမှန်မှုပြောတဲ့စကားမမှန်မှုအကျိုးတော့မရှိဘူးအဲ့ဒါမြောက်ပြောတဲ့စကားမျိုးနေမှာပေါ့အဲ့ဒါမချမ်းသာပဲနဲ့ဟာတထေးကြီးလာပြီသူကြိုက်မှာပေါ့မဟုတ်ဘူးလေအဲ့ဒါသူတထေးမဟုတ်ဘူးလေအကျိုးရှိလားဆိုမရှိဘူးအဲ့လိုမြောက်ပြောတဲ့စကားမျိုးမမှန်ဘူးအကျိုးမရှိဘူးသို့တော့နားထောင်သူကကြိုက်တယ်အဲ့ဒီစကားမျိုးကိုမြတ်စွာဘုရားဘယ်တော့မှမပြောဘူးနောက်ဒုတိယစကားပြောပါတော့ဆိုရင်မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးနားထောင်တဲ့လူအကြိုက်တယ်မှန်တယ်ပြောသည့်အတွက်ကြောင့်အကျိုးမရှိဘူးနားထောင်တဲ့လူကတော့ကြိုက်တယ်အဲ့ဒီစကားမျိုးလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်ဆုံးသုံးနံပါတ်ကပါတော့ဆိုရင်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်နားထောင်တဲ့လူကလည်းကြိုက်တယ်သုံးမျိုးလုံးအကောင်းမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်နားထောင်တဲ့လူကကြိုက်တယ်သစ္စာတရားဟောတဲ့အခါမှာမှန်လဲမှန်တယ်သစ္စာတရားသိရင်အကျိုးရှိတယ်နားထောင်တဲ့လူကလည်းကြိုက်တယ်မြတ်စွာဘုရားရဲ့သစ္စာတရားကျိုးရှိတယ်မှန်တယ်အဲ့ဒီစကားမျိုးကိုလည်းမြတ်စွာဘုရားအချိန်ပြည့်ပြောတာမဟုတ်ဘူးတတ္တရကာလညုတထာဂတောဟောတိတတ္တဝေယကရဏယနော်အဲ့ဒီစကားမျိုးပြောဖို့မြတ်စွာဘုရားအချိန်တန်မှပြောတာဖြစ်တယ်ဆိုပြီးတော့ဘာဖြစ်လို့လဲမင်းသားတဲ့အဲ့လိုမြတ်စွာဘုရားပြောတာဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကတတ္တဝါတွေပေါ်မှာအကျဉ်းတရားရှိတယ်ဒါအကြောင်းပဲခုနကလေးလေးကိုကျင့်တရားရှိလို့ကလေးလေးပါဇက်ထဲရောက်သွားတဲ့ထုတ်ချောင်းကိုအတင်းဆွဲပြီးတော့ထုတ်တယ်လို့ပဲငါလဲတတ္တဝါတွေအကျိုးရှိစေခြင်းလို့သူတို့ကြိုက်ကြမြဲပြောတဲ့ရင်ပြောတာပဲဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားပြောတာတတ္တဝါတွေပေါ်မှာတဏှာလို့ပြောတာတဲ့အဲ့လိုပြောတော့စကားဆိုတာအမျိုးမျိုးရှိတယ်ခုနမြတ်စွာဘုရားကိုလာပြီးတော့အပြစ်တင်မှုနှစွန်းတွေဥပဒေကောတိကရှောင်းတိုင်းလို့မရတဲ့ပြဿနာလောင်းပြီအဲ့ဒါမျိုးလို့ပဲလောကမှာအထာနိယကထာရှုပ်တိမရှိတဲ့စကားတွေကိုပြောတာမျိုးတွေရှိတယ်ရှိခဲ့ကဟုတ်အဲ့ဒါပုံဝတ္ထုလေးတစ်ခုကိုထက္ကရာဖော်ပြထားတာအဲ့ဒီပုံဝတ္ထုလေးတစ်ခုပြောပြဒီစကားနဲ့ပတ်သက်တဲ့ပုံဝတ္ထုလေးတစ်ခုတော့ကအဖိုးကြီးတယောက်ကအထုပ်ကြီးတစ်ထုပ်နဲ့မြို့ရောက်လာတော့ဘယ်နေရအရင်ရောက်တော့ဆိုအရက်သမားတွေအရက်တောက်တဲ့အရက်ဝိုင်းကိုရောက်လာတာသူကအဲ့ဒီနာသွားတော့အရက်သမားတွေကအဖိုးကြီးအထုပ်ထမ်းလာတာမြင်တော့သူတို့ဝိုင်းကိုဖိတ်ခေါ်တာသူတို့စိတ်ကူကဘာတော့ဆိုဒီဖိုးကြီးပါတာတွေကိုရှူကြ
လိမ့်ယူမယ်ညစ်ယူမယ်ဆိုရအနေနဲ့အဖိုးကြီးကိုရက်တိုက်မယ်ဆိုခေါ်လိုက်တယ်အဘကြီးလာပါဦးဝိုင်းကောင်းတော့နားထိုင်ပါဦးခုခေတ်အန်ကယ်ကြီးပေါ့လာပါဦးဆိုပြီးတော့ဖိတ်ခေါ်လိုက်တော့အဖိုးကြီးကလည်းအထုပ်ကလေးချပြီးသူတို့နဲ့ရော့ထိုင်တယ်အဲ့ဒီမှာသူတို့ကစကားပြောကြတယ်ဒီစကားပြောမယ်တဲ့ဒီလောကမှာစကားတစ်ခုပြောမယ်သူစကားကိုမယုံဘူးမဟုတ်ဘူးညင်းလို့ရှိရင်လောင်းကြီးရပါတော့ဆိုညင်းလို့ရှိရင်လူကိုယ်တိုင်ကြုံခါမယ်နော်အဲ့ဒီလူကကြုံဖြစ်ရမယ်ငါမယုံဘူးလို့ပြောရင်ကြုံဖြစ်ရမယ်ရသမားတွေကအဲ့လိုသူတို့ပြောကြမယ်ပြောတဲ့အခါမှာသူစကားကိုမယုံဘူးဆိုရင်ညင်းဆိုရင်မယုံဘူးလို့ပြောရင်အဲ့ဒီလူကိုကြုံဖြစ်စရာအဲ့ရသမားတွေကအဲ့လိုလှုပ်ပြီးတော့အဖိုးကြီးရှေ့မှာပြောတာဘယ်လိုလဲအန်ကယ်ကြီးရောစိန်လားဒီဝိုင်းနဲ့ပါမလားပေါ့သူတို့ချင်းချင်းပြောပြီးတော့ဆိုတော့ဟိုကပါတာပေါ့ကွာတဲ့အဖိုးကြီးလည်းခေတဲ့အဖိုးကြီးမဟုတ်ဘူးသူတို့လုံးမာတွေကိုသိတော့ပါတာပေါ့ကွာတဲ့ဆိုပြီးတော့ပြောပြီးတော့အဲ့ဒီမဲ့အယက်သမားတယောက်ကပါပြောတော့ကျွန်တော်တဲ့အမေဝန်ထဲမှာရှိနေတော့ငါတဲ့ကျွန်တော်အမေကတီးတီးစားခြင်းနဲ့ချင်းချင်းတတ်တယ်နော် wood apples တီးတီးတီးတယ်တွေ့တယ်လို့တီးတယ်လို့တော့သိပါလိမ့်မယ်တီးတီးဆိုတာနော်မဲ့လို့ရှိရင်ထဲထဲကအမဲအောင်နေဖြစ်ကုန်အဲ့ဒီတီးတီးစားခြင်းလို့တဲ့သူကပိုက်ထဲမှာပဲရှိသေးတယ်အမေကတီးတီးစားခြင်းတော့အိမ်ကအပင်ကလည်းတီးတွေတီးနေတယ်တဲ့အဲ့ဒီတီးတွေတီးနေတော့ခိုင်းကြလူမရှိတော့သူ့ခိုင်းနေတယ်ငါသားတီးတက်ဆွဆံမှာဆိုအဲ့ဒါနဲ့သူကတစ်ပင်မတက်နိုင်ဘူးလေကားလည်းမရှိတော့တဲ့သူ့ခြေတော့သူ့ကန်ပြီးတော့တစ်ပင်ကိုပြတ်တင်လိုက်တယ်အဲ့တော့သူကတစ်ပင်ကွာကြတယ်ရောက်သွားတယ်သူ့ခြေတော့သူ့ကန်ပြီးသူကသူပြတ်တင်လူကလည်းပိုက်သေးပဲရှိသေးတယ်ဟုတ်မယုံဘူးပြောရင်ဖမ်းဖို့လုပ်တာလေသူကအပေါ်လဲရောက်တီးတွေခူးလာတယ်အဲ့တီးကြီးတစ်လုံးဟာအိုးစီးကြီးလောက်ရှိတယ်တဲ့အကြီးကြီးတွေစင်အိုးကြီးလောက်ရှိတယ်သူ့အမေကတထိုင်နဲ့စားလိုက်တာအသီးအလုံး60ကုန်တယ်တီးတွေကလည်းသူခူးတာဘလောက်များတော့ဆိုတရွာလုံးအိမ်ပေါက်စီအကုန်လုံးပေးတာအိမ်ထဲမှာကျန်းကနေပြီးတော့အမိုးထီအောင်အိမ်ကြီးရောအိမ်ငယ်ရောအကုန်လုံးတီးတွေနဲ့ပြည့်နေတာတခြားထားစရာမရှိသူတို့အိမ်ကတဲ့အတောင်60လောက်ကျဲတဲ့အိမ်ကြီးပစ္စည်းတွေအလုံးထုတ်ပြီးအဲ့တီးတွေထက်ထားလိုက်တာကျန်းကနေမိုးထီအောင်ပြည့်သွားတယ်အဲ့ဒါတော့တီးတွေကမကုံသေးတော့တဲ့အိမ်ရှိမှပုံလိုက်တာအတောင်80လောက်မြင့်နေတဲ့တီးပုံကြီးလို့ပြောပြီးတော့ကဲယုံကြလားတဲ့ရှုံကြလားမယုံဘူးပြောရင်သူကကြုံဖြစ်ရမှာအဲ့တော့အဖိုးကြီးကပြောတော့ဆိုသူတို့ချင်းချင်းတော့ဇက်တိုက်ထားတာပေါ့အဖိုးကြီးကပြောတော့လောကကြီးကအကျယ်ကြီးပဲကွာတဲ့ဖြစ်ချင်းလည်းဖြစ်မှာပေါ့ဟုတ်ချင်းလည်းဟုတ်မှာပေါ့လောကကြီးကတော့ကျယ်တာတဲ့လောကကြီးကအကျယ်ကြီးဆိုတာမျိုးလည်းဖြစ်ချင်းလည်းဖြစ်မှာပေါ့ဆိုပြီးတော့အဖိုးကြီးကဲငါလည်းရောက်ငါလည်းပြောမယ်ကွာငါတို့အမျိုးကကြီးတယ်တဲ့ငါတို့အမျိုးကကြီးတယ်ငါတို့ပိုင်ဆိုင်တဲ့လဲရလည်းပဲအကျယ်ကြီးပဲတဲ့အဲ့ဒီပဲငါတို့ဝါပင်နေဆိုင်တယ်တဲ့ဝါကွမ်းပင်နေဆိုင်တယ်အဲ့တော့ဝါကွမ်းခင်းကြီးမှာကြည့်လိုက်တော့ဝါပန်းပင်ကြီးတစ်ပင်ကတော်တော်ကိုမြင့်တာတောင်80လောက်မြင့်တယ်ဝါကွမ်းပင်ကြီးတစ်ပင်ပေါက်တယ်အဲ့ဒီဝါကွမ်းပင်ကြီးကအခက်၅ခက်ထွက်လာတယ်ကျန်တဲ့အခက်တွေအလုံးဝအသိမရှိဘူးတဲ့ရှေ့ဘက်ထွက်တဲ့အခက်ကတော့အသိရှိတယ်အဲ့ဒီအသိကို
ရှေ့ဘက်ထွက်တဲ့အခွက်ကအသီးရှိတယ်အဲ့ဒီအသီးကြလည်းအချီးကြီးဆိုတော့6မွာရှိတယ်ဟွာကွာအဲ့တော့ငါလေကင်းသွားတဲ့အခါကျတော့အဲ့ဒီအသီးကြီးမြင်တာနဲ့ငါအသီးကြီးကိုခူးတာတဲ့ခူးလိုက်တဲ့အခါတဲ့အဲ့ဝါကွမ်း6မွာတဲ့ကနေပြီးတော့ကျွန်6ယောက်ကထွက်ပြေးသွားတယ်သူတို့ကအားခေါ်မလားကောင်းတဲ့ကောင်းတွေဆိုတော့ငါ့ကိုတွန်းပြီးတော့ထွက်ပြေးသွားကြတာအဲ့ဒီကောင်းတွေငါမတွေ့ဘူးခုတွေ့ပြီတဲ့မင်းတို့6ယောက်ပဲဆိုပြီးတော့အဲ့လက်ခုနသူနဲ့စကားပြိုင်ပြောတယ်အယက်သမား6ယောက်မင်းနာမည်ကနန္ဒမင်းနာမည်ကပုံနာမင်းနာမည်ကဝဋ္ဌမာနမင်းနာမည်ကစိတ်ဓာမင်းနာမည်ကမင်္ဂလာမင်းနာမည်ကပုထိလာကဲလာဆိုပြီးတော့စပင်းကိုဆွဲပြီးတော့ဖိုးကြီးကနေပြီးတော့ရှုံးခေါ်သွားတာအဲ့ကောင်ကြီးမယုံဘူးမဟုတ်ဘူးခင်ဗျားကျွန်တို့မဟုတ်ဘူးလို့ပြောရင်သူကကျွန်ဖြစ်ရမှာပဲတဲ့မဟုတ်ဘူးလို့လည်းမပြောရတော့သူတို့စကားနဲ့သူတို့လာဆိုပြီးတော့စပင်းဆွဲပြီးတော့ခေါ်သွားတာရှေးခေတ်ကအဲ့ဒါဆံကိုဆွဲခေါ်တယ်ဆိုတာဒါကြောင့်မို့လို့စပင်းရှေးမထားကြနဲ့ထားလို့ရှိရင်အဲ့ဒီကနေဆွဲခေါ်သွားလာဆိုဆွဲခေါ်သွားရုံရောက်တဲ့အခါကျတော့အဲ့ဒီကောင်းတွေကိုကျွန်းစရင်သွင်းပလိုက်တယ်ဘာမှမလုပ်နိုင်တော့အဲ့သူတို့စကားနဲ့သူတို့ဘာမှမလုပ်နိုင်တော့ကျွန်းစရင်သွင်းပြီးတော့ရှင်းတော့ကတော့လက္ခဏာဆိုတာအမှတ်သားရေးတယ်ဆိုတော့အခုကတက်တူးထိုးတယ်လို့ဟာမျိုးပေါ့နော်တက်တူးထိုးတာလို့ဒီဘောမင်းလက်ထက်တုန်းကလူဆိုးတွေကိုဖမ်းပြီးတော့ဒီဘောမင်းကဖြစ်လို့မရအောင်မတန်ရေးတာရှိတယ်လက်ပေါ်မှာနောက်မဆိုးနဲ့ဆိုတာစလုံးရေးထည့်ထားတယ်ဖြစ်လို့မရဘူးအဲ့ဒါအသားပေါ်မှာရေးထားတက်တူးထိုးထားတဲ့လူတက်တူးထိုးတဲ့လူဖြစ်မရတယ်လို့ခုကတက်တူးကတဲထိုးချင်ကြတာဖြစ်မရဘူးအဲ့မှာဒီကျွန်း6ယောက်ကိုလည်းဖမ်းပြီးတော့ရုံးမှာတက်တူးထိုးတာဖြစ်ချင်းဖြစ်မယ်အမှတ်လက္ခဏာတွေသူတို့ခန္ဓာကိုယ်မှာတစ်စိတ်ကပ်လိုက်တာညင်းလို့မရဘူးအဲ့ဒီကောင်တွေကိုတစ်သလုံးခိုင်းစားတော့တာအဲ့အဖိုးကြီးအဲ့ဒါတော်ရလာတဲ့အဖိုးကြီးသူတို့စားတာအဲ့ဒီမှာအဲ့ဒီစကားမျိုးကိုအဋ္ဌာဏကထာလို့ခေါ်တယ်ရှုပ်တိမရှိတဲ့စကားကိုပြောပြီးတော့အနိုင်ယူသွားတာတဲ့ဒါထက်ကရာကပေးထားတဲ့စကားလေးနော်အဲ့တော့အဲ့ဒီမှာအဘိယမင်းသားကမြတ်စွာဘုရားကိုမချေပန်းနိုင်တော့တဲ့အခါမှာသူကမြတ်စွာဘုရားကိုမေးခွန်းတစ်ခုမေးတယ်အရှင်ဘုရားတဲ့အရှင်ဘုရားကိုခတ္တိယပညာရှင်တွေပြမနာပညာရှင်တွေဂါပတိပညာရှင်တွေသမဏပညာရှင်တွေသူတို့ကမေးခွန်းတွေကိုစိတ်ကူးပြီးတော့အရှင်ဘုရားကိုလာမေးကြတယ်တဲ့မေးတဲ့အခါမှာအရှင်ဘုရားကအဖြေကိုကျွတ်တင်ပြီးတော့စဉ်းစားထားတာလားဘယ်လိုမေးရင်ဘယ်လိုဖြေမယ်ဘယ်လိုမေးရင်ဘယ်လိုဖြေမယ်ရှင်ဘုရားချက်ချင်းကောက်ဖြေတာလားသို့မဟုတ်ရှင်ဘုရားကျွတ်တင်ပြီးတော့ငါ့ကိုဒီလိုမေးရင်ဒီလိုဖြေမယ်ဆိုတာသူတို့တော့ကတော့ဒီလိုမေးရင်ဒီလိုပြောမယ်ဆိုတာလောက်ထားတာကိုဇတ်တိုက်ပြီးသားအဲ့တော့အရှင်ဘုရားရောအဲ့လိုလောက်ထားတာလားဒါမှမဟုတ်ရင်မေးခွန်းမေးလိုက်တဲ့အခါအရှင်ဘုရားရဲ့ခေါင်းထဲမှာအသိဉာဏ်ချက်ချင်းပေါ်လာတာလားအဖြေစကားကိုချက်ချင်းပေးနိုင်တာလားခொနစဉ်းစားကြည့်လေရှင်ဘုရားသူများမကြိုက်တဲ့စကားပြောသလားဆိုနေရဘယ်လိုဖြေရမလဲဆိုတာသူတို့တောင်စဉ်းစားမထားဘူးဘုရားဘယ်အတိအကျပြောလို့ရမလဲကွာပြောလိုက်တယ်တစ်ချိန်ကြပြောလို့မရဘူးပြောချင်ပြောမှာပေါ့မပြောချင်မပြောဘူးဆိုတော့ဟိုလူတွေသူတို့စဉ်းစားလာတာနဲ့ဖောင်းမဝင်တော့ဖြစ်သွားတယ်အဲ့ဒီအဖြေတွေကိုရှင်ဘုရားကြိုတင်စဉ်းစားလာလားလို့မေးတော့မြတ်စွာဘုရားဒါဆိုရင်မင်းသားမင်းကိုငါမေးမယ်မင်းကြိုက်တယ်လို့ဖြေတဲ့မင်းဟာယထာလုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်နေမဟုတ်လားတဲ့မမကျွမ်းကျင်ပါတယ်အဲ့တော့ယထာနဲ့ပတ်သက်ပြီးတော့ဒီလာပြီးတော့မေးခွန်းမေးမယ်ဆိုလို့ရှိရင်အဲ့ဒီမေးခွန်းအတွက်ဒီလိုမေးရင်ဒီလိုဖြေမယ်လို့ကြွတင်စဉ်းစားထားတာလားတဲ့ယထာနဲ့ပတ်သက်ပြီးမေးလို့ရှိရင်ကြွတင်စဉ်းစားထားတာလားသို့မဟုတ်ချက်ချင်းပဲမေးခွန်းသိတဲ့အခါမှာတုံ့ပြန်ပြောတာလားဖြေတာလားလို့ဆိုအရှင်ဘုရားတဲ့တပည့်ဟောယထာလုပ်ငန်းမှာ
အမှန်တမ်းကျွမ်းကျင်သူဖြစ်ပါတယ်တဲ့အတွေ့အကြုံများတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူတို့မေးလိုက်တာတပည့်တော်ဘာဖြေရမလဲဆိုတာတပည့်တော်စဉ်းစားစရာမလိုဘူးတဲ့မေးလိုက်တာနဲ့ဖြေနိုင်တယ်ပေါ့ဒါဟုတ်တာပေါ့ကိုကျွမ်းကျင်တဲ့အလုပ်ဆိုကိုသိဘယ်လိုမေးဘယ်လိုဖြေမယ်လို့ပြောစရာမှမလိုတာကိုကျွမ်းကျင်တဲ့အလုပ်ဆိုချက်ချင်းဖြေနိုင်တာပဲလေနော်မကျွမ်းကျင်တဲ့အလုပ်ကမဖြေနိုင်တာဟိုကျွမ်းကျင်တဲ့အလုပ်ကြချက်ချင်းဖြေတယ်အဲ့တော့တပည့်တော်ချက်ချင်းဖြေတာပါတဲ့ဒါနဲ့ပတ်သက်လို့ကျွမ်းကျင်တယ်အေးအဲ့ဒီတိုင်းပေါ့တဲ့ဘယ်ပညာရှင်ကလာပြီးတော့မေးခွန်းနေမေးသူတို့မေးလာတဲ့အခါမှာငါမှချက်ချင်းအဖြေဆိုတာခေါင်းထဲမှာပေါ်လာတယ်ပေါ့ချက်ချင်းဖြေနိုင်တယ်ဒီလိုဟာမျိုးနဲ့ပတ်သက်ပြီးတော့သင်္ကစားစကပုံဆိုတာငယ်ငယ်တော့ဖတ်ဖူးတယ်ဆရာတော်ကြီးတွေနော်သင်္ကစားစကပုံဖတ်တယ်အဲ့တော့မှတ်မိတော့ပြောမယ်ဆိုလို့ရှိရင်ဆရာတော်ကြီးကိုဒီလိုမေးခွန်းမျိုးအရှင်ဘုရားမေးတဲ့အခါမှာဥပမာတွေအရှင်ဘုရားစိတ်ဝင်စားဖွယ်ဥပမာတွေနဲ့ဥပမာသမုဟခိရကမကထာလားမသိဘူးအဲ့တော့ဖတ်ဖို့တာပါချီမတော့ဖတ်ဖို့အဲ့စာအုပ်တွေဟိုငယ်ငယ်တော့အဲ့စာအုပ်တွေအခုချိန်မှာရှိလားမရှိလားတော့မသိတော့သင်္ကစားဆရာတော်စကပုံဆိုတာလေအဲ့မှာသင်္ကစားဆရာတော်ရဲ့ဘာဖြစ်ဖြစ်ဥပမာနဲ့ပြောတာဆိုတော့တခါဤတယောက်ကမေးတယ်ရှင်ဘုရားကြိုတင်စဉ်းစားထားတာလားဆိုတဲ့အခါသင်္ကစားဆရာတော်ကြီးဖြေတဲ့ဖြေကတော့မင်းတော်လေတဲ့မုတ်ဆိုးတကောင်ဟာသားကောင်တွေးမှများနဲ့ချိန်တာလားမတွေးခင်ကချိန်ထားတာလားသားကောင်တွေးမှချိန်တာပါအဲ့ဒါမျိုးလို့ပဲငါလည်းမေးခွန်းလာမှာပဲခေါင်းထဲမှာဖြေပေါ်တယ်အဲ့လိုဖြေတယ်အဲ့တုန်းကနော်ခုမြတ်စွာဘုရားကတော့ဒီမင်းသားနဲ့ဖြေလိုက်တာပေါ့နော်ဖြေလိုက်တာအဲ့တော့အကြောင်းကတော့ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားရဲ့အသိဉာဏ်တော်ဟာအမှန်တမ်းဖြစ်ဆိုနေတမ္ပယုတဉာဏ်တော်ကြီးနဲ့အရာခသိန်းကိုထိုးထွင်းသိနိုင်တဲ့စွမ်းရည်တတ်ရှိတယ်ဘယ်လိုပဲမိဘာတွေပဲမိဘယ်ရှုထောင့်ကပဲပြောအဖြေကအစဉ်သင်းဖြစ်နေတယ်သိဉာဏ်ကြွယ်ဝတဲ့ပုဂ္ဂိုလ်ကအဖြေကအစဉ်သင်းဖြစ်နေတာကြိုတင်စဉ်းစားထားစရာမလိုဘူးဆိုတာကိုမြတ်စွာဘုရားပြောတယ်တမ္ပယုတဉာဏ်ကြီးရှိနေလို့ဖြေနိုင်တာအဲ့ဒါလို့မြတ်စွာဘုရားကဖြေလိုက်တဲ့အခါကျတော့အဘိယမင်းသားဟာမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားချီးနူးစရာကောင်းပါတယ်နှစ်သက်စရာကောင်းပါတယ်ရှင်ဘုရားရှင်းပြလို့အားလုံးဟာကျင့်လက်ခံပါတယ်ဒီကနေ့ကစပြီးတပည့်တော်ဘုရားတရားတန်ခါယရဏသုံးပါးကိုစိကကိုးကွယ်သူဖြစ်ပါတယ်ယနေ့ကစပြီးတော့တပည့်တော်ကိုယရဏသုံးပါးစိကသူဥပဒကအဖြစ်မှားယူတော်မူပါလို့နောက်ဆုံးဒီစကားနဲ့ဆုံးသတ်ထားတာဒီတုတ်တာဒါကို